မင်္ဂလာပါခင်ဗျာအခုဒီဗီဒီယိုမှာကျွန်တော်မျှဝေသွားမယ့်အကြောင်းအရာလေးကတော့ Facebook Messenger ရဲ့နောက်ခံ background ပုံကိုမိမိတိုင်းနေတဲ့ဓာတ်ပုံတွေနဲ့ဘယ်လိုမျိုးအစားထိုးပြောင်းလဲရမလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ကမျှဝေသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကကိုလိုအပ်တဲ့အသုံးပြုသွားမယ့် software ကိုအရင်ဆုံး download လုပ်ရမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့က Play Store ထဲဝင်လိုက်ပါအခုလိုမျိုး Play Store ထဲရောက်ရှိလာပြီဆိုရင်အခုကျွန်တော်ထောက်ပြတဲ့ဒီရှာဖွေ test box လေးထဲမှာတငယ်ချင်းတို့ရိုက်ထည့်ရမှာကokay ဒီအပေါ်မှာပေါ်လာပြီနော်ဒီမှာပါ designer tool ဆိုပြီးပေါ်လာပြီကျွန်တော်ထောက်ပြတဲ့ designer tool ဆိုတဲ့အတိုင်းလေးမှန်ကန်ရိုက်ထည့်ပြီးတော့ကျွန်တော်တို့ရှာလိုက်ပါ search လုပ်လိုက်မယ်နော်ဆိုတော့ကျွန်တော်တို့ဒီမှာပေါ်လာပြီဒီမှာနော်ဒီ software လေးနော်ဒီ software လေးကိုတငယ်ချင်းတို့က install တင်လိုက်ပါအကယ်၍တငယ်ချင်းတို့က Play Store သုံးလို့မရဘူး Play Store မှာ download လုပ်လို့မရဘူးဆိုရင်နောက်တဲ့တနည်းက Google Chrome ထဲကိုသွားလိုက်မယ်ဒီမှာနော်ဒီ Google Chrome ထဲကိုတငယ်ချင်းတို့ကဝင်လိုက်ပါပြီးရင်ဒီ Google ရဲ့စာမျက်နှာမှာတငယ်ချင်းတို့ရိုက်ထည့်ရမှာကဒီမှာနော်အပေါ်မှာပေါ်နေပြီဒီလိုမျိုးလေး designer tool ဆိုပြီးတငယ်ချင်းတို့ကရိုက်ရှာလိုက်ပါOkay ဒီစာမျက်နှာကိုရောက်ရှိလာပြီဒီစာမျက်နှာရောက်ရှိလာပြီဆိုတော့တကယ်ချင်းတို့ကဒီမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ဒီ link လေးနော်ကျွန်တော်ထောက်ပြတဲ့ဒီ link လေးကိုတစ်ချက်နှိပ်လိုက်ပါ Okay ပြီးရင်တော့တကယ်ချင်းတို့ကဒီမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ free APK download ဆိုတဲ့ဒီအစိမ်းရောင် button လေးကိုတစ်ချက်နှိပ်ပြီးတော့ down လိုက်ပါနော်ကျွန်တော်ကတော့ဒီမှာ down မိသားဖြစ်တဲ့အတွက် download လုပ်တဲ့အဆင့်တော့ကျွန်တော်မပြတော့ဘူးဆိုတော့ကျွန်တော် down မိသားဖြစ်တဲ့အတွက်ကျွန်တော်က download ထဲကိုသွားလိုက်မယ်တကယ်ချင်းတို့ကတော့ခုနကကျွန်တော်ထောက်ပြတဲ့ link ကနေ down လိုက်ပါနော်ဆိုတော့ကျွန်တော်ကဒီမှာ down မိသားဖြစ်တဲ့အတွက်ကျွန်တော် install တင်လိုက်မယ် Okay အခုလိုမျိုးပေါ်လာပြီဆိုတော့တကယ်ချင်းတို့ကဒီနေရာလေးနှိပ်လိုက်နော်ဒီမှာတော့အခုကျွန်တော်ထောက်ပြတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီမှာရှိနေတဲ့ဒီမှာနော် install always ဆိုတာလေးကိုတစ်ချက်ထပ်နှိပ်ပါဒီညမှာတကယ်ချင်းတို့ကဖုန်းထဲမှာရှိနေတဲ့ကို lock ခတ်ထားတဲ့ button ကိုထည့်ပေးလိုက်ပါနော်ဆိုတော့ကျွန်တော် open နှိပ်လိုက်မယ် Okay ဒီစာမျက်နှာထဲရောက်ရှိလာပြီဒီ software ထဲရောက်ရှိလာပြီဆိုရင်ကျွန်တော်တို့ကဒီမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ဒီမှာနော်ဒီ point လေးနော်sorry နော်ခဏလေးကျွန်တော်ခုထောက်ပြတဲ့ဒီ point လေးနော်ဒီ point လေးကိုတကယ်ချင်းတို့ဒီမှာဒီနေရာလေးကို on ပေးလိုက်ပါနော်ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်နော်ပြီးရင်ကျွန်တော်တို့က permission ပေးလိုက်မယ်designer tool ဆိုတော့ကျွန်တော်တို့ permission ကဟာလေးနော် Okay ဒီမှာဖွင့်ပေးလိုက်မယ်ပြီးရင်ကျွန်တော် back key နဲ့ပြန်ထွက်လိုက်မယ်ဆိုတော့ပြီးရင် allow ပေးလိုက်မယ် Okay ဒီလိုမျိုးလေးကျွန်တော်တို့ပွင့်သွားပြီဆိုရင်ဒီမှာနော်ဒီနေရာလေးမှာပွင့်သွားပြီဆိုရင်တကယ်ချင်းတို့ကအဲ့နေရာလေးကိုပုံစုံဖွင့်ပေးလိုက်နော်ပွင့်သွားပြီဆိုရင်တကယ်ချင်းတို့ကိုပြုလို့ရမှာကဒီမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ဒီနေရာလေးနော်ဒီနေရာလေးကိုတကယ်ချင်းတို့တစ်ချက်နှိပ်ပေးလိုက်ပါ Okay ပြီးတော့ဒီမှာတကယ်ချင်းတို့ထည့်ခြင်းတဲ့ဓာတ်ပုံကိုရွေးချယ်ပါကျွန်တော်ကတော့နမူနာအနေနဲ့Okay နမူနာအနေနဲ့ကျွန်တော်ဒီပုံလေးကိုကျွန်တော်ရွေးပေးလိုက်မယ်ဆိုတော့ပြီးရင်ကျွန်တော်တို့ကဒီနေရာမှာအခုကျွန်တော်ထောက်ပြတဲ့ဒီနေရာမှာဓာတ်ပုံလေးဝင်လာပြီဆိုရင်တကယ်ချင်းတို့ပြုလို့ရမှာကဒီမှာရှိနေတဲ့ဒီမှာနော်ဒီနေရာလေးကိုတကယ်ချင်းတို့တစ်ချက်ဒီဘက်ကိုဆွဲပေးလိုက်နော်100ထိဆွဲပေးလိုက်ပါဆိုတော့ကျွန်တော်တို့မှာဆိုရင်100% နဲ့ဖြစ်သွားပြီနော် Okay ပြီးရင်ကျွန်တော်တို့ပြန်ထွက်ကြည့်လိုက်မယ်ဒီတဲ့နေရောပြီးရင်ကျွန်တော် message လေးဝင်ကြည့်လိုက်မယ် Okay ဒီမှာနော်တကယ်ချင်းတို့မြင်တဲ့အတိုင်းပဲဒါဆိုရင်တော့ကိုယ့်ရဲ့ messenger မှာနောက်ခံ background ပုံပြောင်းသွားပြီနော် Okay ဒီလောက်ဆိုတော့တကယ်ချင်းတို့အားလုံးလည်းအဆင်ပြေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ